စပင်ဆေးဆိုးမဆိုးတိတိကျကျသိနိုင်မယ့်နည်းလမ်းလေးကို sharing လုပ်ပေးချင်ပါတယ်။ဘယ်ဘက်ကဆေးဆိုးစပင်ညာဘက်ကဆေးမဆိုးထားတဲ့စပင်မှာဆေးလုံးဝမဆိုးထားတဲ့စပင်ကိုဓာတ်နဲ့ချစ်ကြည့်မယ်ဆိုရင်ဖြူရောင်အမုံလေးထွက်ပါတယ်။ဆေးဆိုးထားတဲ့စပင်ကိုချစ်ကြည့်မယ်ဆိုရင်တော့အနီအညိုအနက်စတဲ့အယောင်တွေထွက်မှာပါ။နှစ်ခုရှင်ကြည့်လိုက်ရင်ပိုသိတာပါတယ်။ဘာလို့အဲ့လိုအယောင်တွေထွက်တာလဲဆိုရင်တကယ်လို့ကိုယ့်ရဲ့စပင်ကိုလည်းနဲ့ဓာတ်နဲ့ပိုင်းပြီး microscope အောက်မှာကြည့်မယ်ဆိုရင်ဒီလိုအလွှာ၃လွှာနဲ့မြင်ရပါမယ်။စပင်ရဲ့အပေါ်ယံလွှာက melanin လို့ခေါ်တဲ့ရောင်ခြည်ဓာတ်တွေနဲ့ဖွဲ့စည်းထားတယ်။အဲ့ melanin ဓာတ်ကအသက်ကြီးလာတဲ့အခါမှာတဖြည်းဖြည်းနဲ့နှဲပါလာပြီးတော့စပင်တွေဖြူလာကြတယ်။ခုနကထွက်တဲ့အဖြူရောင်အမုံတွေဒီကိုအသက်ကြီးလာရင်ထွက်မဲ့စပင်ရအောင်ပါ။တကယ်လို့ကိုယ်ကစပင်ကိုဆေးဆိုးလိုက်ပြီးဆိုရင်အဲ့ဆိုးဆေးတွေရဲ့အပေါ်ယံအလွှာမှာပဲကတ်နေရမဟုတ်ပါဘူး။စပင်တွေရဲ့အခုလိုဂျားတွေကနေဖောက်ထွင်းပြီးတော့အတွင်းအလွှာအထိဓာတ်ပြုမှုတွေဖြစ်ပါတယ်။အဲ့တော့စပင်ရဲ့အတွင်းလွှာပါအယောင်ပြောင်းစေပါတယ်အပေါ်ယံအလွှာကိုချစ်လိုက်ရင်အဖြူမဟုတ်တော့ဘဲနဲ့အနီအညိုအယောင်တွေထွက်စေပါတယ်အားလုံးနားလည်မလို့မျှော်လင့်ပါတယ် thank you